အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုလေးကညာတဲ့မိကုန်းလေးကိုဖြည့်သွားမှာဖြစ်ပါတယ်ကျွန်တော်ဖြည့်တဲ့မိကုန်းတွေကမှားတဲ့ဟာရှိတယ်လို့မှန်တဲ့ဟာတွေလည်းရှိကောင်းရှိပါလိမ့်မယ်ကျွန်တော်တီလို့တက်လို့ဖြည့်ခြင်းမဟုတ်ပါဘူးဒီလိုပဲကိုယ့်ရဲ့ဉာဏ်ဘယ်လောက်ထိတိလဲဆိုတော့စံတဲ့အနေနဲ့ဖြည့်ဆိုခြင်းဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့လိုက်ပြီးတော့အားလုံးဖိတ်ခေါ်ပါတယ်ကိုမောင်မင်းဆက်ဘယ်နှဆက်ရှိတယ်လဲ17ဆက်9ဆက်12ဆက်13ဆက်ကိုမောင်မင်းဆက်ဘယ်နှဆက်ရှိတယ်လဲ12ဆက်ဘယ်နိုင်ငံလဲပေါ့နော်လာကပါပေါ့ပထမဆုံးရှောက်ဘူးသောနိုင်ငံကဘယ်နိုင်ငံလဲမြန်မာတရုတ်ရုရှားအမေရိကန်ဒါပဲလေကမ္ဘာပေါ်မှာအေရီးအကြီးဆုံးနိုင်ငံကဘယ်နိုင်ငံလဲတရုတ်ရုရှားအင်ဒိုနီးရှားအမေရိကန်အေရီးအကြီးဆုံးနိုင်ငံ Oh my god တရုတ် 3, 2, 1. ကွာအိုးရုရှားကရင်ဘွဲတော်ကိုတဲ့ဘယ်လာမှကျင်းမတလဲတဲ့ပြာသူတစောင်းမုံကစုံတပေါင်းတစောင်းမုံလားလေဒါကတော့သိရပါဘော 3, 2, 1. ဒါပဲတက္ကသိုလ်အများဆုံးရှိတဲ့နိုင်ငံဟာဘယ်နိုင်ငံလဲမြန်မာကိုရီးယားအင်္ဂလန်အိန္ဒိယတက္ကသိုလ်အများဆုံးရှိတဲ့နိုင်ငံဟာဘယ်နိုင်ငံလဲအိန္ဒိယ 3, 2, 1. yes ဒါပဲ